တိတ်ဘဝကပျော်စရာမကောင်းတော့ပဲပင်ပန်းစရာတွေကြီးပဲလို့ခံစားနေရပြီဘဝကိုတကြောပြန်ချစ်မြတ်လို့လာစေဖို့တိတ်တိထားရမယ်ရိုးရှင်းပင်မဲ့လေးနက်တဲ့စီးမြင်လေးတွေရှိပါနံပါတ်1လောခြင်းလောတကြီးဖြစ်နေခြင်းကပစ္စုပန်ရဲ့တန်ဖိုးကိုဖျက်ဆီးပစ်ပါနံပါတ်2ပူပန်ခြင်းစိုးရိမ်ပူပန်မှုတွေကတင့်ရဲ့စိတ်အေးချမ်းမှုကိုခိုးယူသွားပါနံပါတ်3တန်နေရကိုတန်နေရဝင်ခြင်းကယုံကြည်မှုကိုတပ်ပစ်ပါနံပါတ်4အတ္တတွေကြီးစိုးလာတဲ့အခါချစ်ချင်းမေတ္တာတွေပျောက်ဆုံးသွားတတ်ပါဒါပေမဲ့ဒီစာသားလေးတွေကိုအနောက်ကနေအရှိကိုပြန်ဖတ်ကြည့်လိုက်မေတ္တာကအတ္တကိုနိုင်တယ်ယုံကြည်မှုကတန်နေရကိုချေဖျက်တယ်ငြိမ်းချမ်းမှုကပူပန်မှုကိုဖျောက်စေတယ်ပြီးတော့ပစ္စုပန်မှာနေထိုင်ခြင်းကအလောတကြီးဖြစ်မှုကိုအဆုံးသတ်ပေးပါတယ်ပြဿနာတွေကိုဘယ်ဘက်ကကြည့်မလဲဆိုတာတင့်ပေါ်ပဲမူတည်ပါတယ်အမြင်လေးတစ်ခုပြောင်းလိုက်ရုံနဲ့တင့်ဘဝကိုတင်ပြန်ချစ်မြတ်လို့လာပါလိမ့်